Okay ဒီနေ့ပြောမှာကတော့ cells ကြောင့်ပြောမှာဖြစ်ပါတယ်ဆိုတော့ cells ထဲမှာဆိုရှင် all living organisms တွေထဲမှာဆိုလို့ရှိရင် cells တွေနဲ့ဖွဲ့စည်းထားတယ်အဲဒီ cells တွေရဲ့မှာ DNA ပေါ့နော်one organism ဆိုရင်သူ့ရဲ့တကယ်မှာ DNA တွေအကုန်လုံးကအတူတူပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့ DNA မှာထုတ်တဲ့ protein တွေမတူဘူးအဲဒီအတွက်ကြောင့်မို့လဲ protein က switch on switch off ဖြစ်တာတွေမတူဘူးပေါ့နော်အဲဒါကြောင့် functions တွေကလည်း functions တွေနဲ့ structures တွေလည်းမတူဘူးဖြစ်သွားမယ်ပေါ့နော်for example တွက်ကြည့်ရင် insulin gene ကိုကြည့်ချင်မယ်ပေါ့နော်ဆိုတော့ pancreatic cells နဲ့ပေါင်းပြီဆိုလို့ရှိရင်သူက switch on ဖြစ်တယ် switch on ဖြစ်တဲ့အခါကျတော့ insulin ထုတ်ပေးရပေါ့နော်ဒါပေမဲ့ liver cell မှာသွား treat လို့ရှိရင်ကျတော့ switch off ဖြစ်တယ် switch off ဖြစ်တဲ့အခါကျတော့ insulin ကထုတ်နေတဲ့ဟာကိုရပ်ပစ်လိုက်တဲ့မျိုးပေါ့နော်ပုံစံထဲမှာဆိုရင် organelles ရှိတယ် organelles ဆိုတာ mitochondria တို့ဒီထဲမှာရှိတဲ့ဒီ nucleus တို့ဘာလို့ဟာလေးတွေပေါ့နော်အဲ့ဒါပြီးသွားပြီဆိုအဲ့ဒါတွေပေါင်းထားတဲ့ကောင် cells လို့ခေါ်တယ် cells လို့ခေါ်ပြီးတော့အဲ့ cells တွေအကုန်ပေါင်းထားတဲ့ဟာကို tissue လို့ခေါ်တယ် tissue တွေအကုန်ပေါင်းထားတယ် tissue type တစ်ခုတွေကို organs လို့ခေါ်တယ် organs တွေအကုန်ပေါင်းထားတာ organ system လို့ခေါ်တယ်ပေါ့နော် for example tissue ဆို xylem tissue တွေပေါင်းထားပြီဆိုရင်လျှက်ရတယ်လျှက်ကနေ transport system ကိုပြောင်းခေါ်လို့ရတယ်ပေါ့နော်ဆိုတော့လူမှာဆိုလို့ရှိရင်တော့37 trillion cells တွေရှိတယ်အဲ့မှာ different functions တွေလုပ်ကြရပေါ့နော်အခုဒီ cells ရဲ့ structure နဲ့ function ကိုပြောမယ်ဆိုရင်ပထမဆုံးဒီ cell wall တစ်ခုရှိတယ်ပေါ့နော်ဒီထဲမှာတော့ cell wall မပါဘူးဒါပေမဲ့အချို့ cells တွေမှာဒီ plant cell တို့ဘာလို့မှာ cell wall ပါတယ်သူတို့တွေက plant cell မှာဆိုရင်cellulose နဲ့လုပ်ထားတယ်ပေါ့နော်နောက်တစ်ခုကသူက support shape လုပ်ပေးတယ် shape ကိုshape သွင်းပေးထားတယ်နောက် freely permeable ဖြစ်တယ်အကုန်ပေးဖြတ်ပေးတယ်ပေါ့နော်ဒါပေမဲ့ prevent from bursting ဆိုတာကကျတော့ water storage များလာလို့ရှိရင်ပေါက်ထွက်သွားတယ်ပေါ့နော်အဲ့လိုပေါက်မထွက်သွားအောင်လို့ကောက်ွယ်ပေးထားတယ်ပေါ့နော်ဟုတ်ဒီထဲမှာဆိုရင်တော့ cell membrane ကစတယ် cell membrane ဆိုရင် partially permeable လို့ခေါ်တယ်ဒါမှမဟုတ် selectively permeable လို့ခေါ်တယ်ပေါ့နော်သူကဒီ substances တွေမှာ example water ဆိုလို့ရှိရင်လည်းဘယ်လောက်အမောက်ထည့်ရမယ်ဘယ်လောက်အမောက်ထုတ်ရမယ်ဆိုပြီးတော့စဉ်းစားဆုံးဖြတ်ပေးရပေါ့နော်အဲ့တော့သူ့ကို control entries of substances ဆိုလည်းပြောလို့ရတယ်နောက်တစ်ခုက cytoplasm ကျတော့ဒီထဲမှာရှိနေတဲ့ပန်းရောင်ကြီးပေါ့နော်အဲ့ပန်းရောင်ကြီးက jelly like fluid where chemical reaction occurs ပေါ့နော်ဒီကောင်တွေကိုတော့ organelles တွေလည်းထားထားတယ်အဲ့ပုံမှာ chemical reaction တွေဖြစ်မယ်ဒီအနီအောင်ဆက်တွေက ribosome ကကျတော့ protein synthesis လုပ်ပေးတယ် protein ထုတ်ပေးတယ်ပေါ့ mitochondria ကျတော့ release energy by respiration လုပ်နေရင်မှာ energy ထုတ်ပေးရဖြစ်ပါတယ် microvilli တို့ဒီပုံမှာအဲ့ဒါကရှိတဲ့ကောင်ရှိရမရှိတဲ့ကောင်မရှိပေါ့နော်ဒီအကြီးက fashion ကတော့ surface area ပုံများအောင်ရဲ့အဲ့လို diffusion တို့ဘာလို့ဖြစ်အောင်ရဲ့ပေါ့lysosome ကျတော့ break down waste using enzymes တွေလုပ်ပေးတယ်နောက်တစ်ခု centriole ကကျတော့ cell division လုပ်တဲ့အခါမှာအဓိကအရေးကြီးရပေါ့နော် vacuole ကကျတော့ဒီ water storage မှာ animal ဆိုရင် temporary ပဲထားတာလူတွေမှာ water storage အဲ့လောက်အများကြီးမလို့ပေါ့နော် plants တွေမှာကျတော့ photosynthesis လုပ်တဲ့အတွက်ကြောင့်မို့အစာချက်လို့ရအောင်လို့ water storage ကအများကြီးလိုတဲ့အတွက်ကြောင့်မို့သူဒီ permanent ဖြစ်ပြီးပို့ပြီးတော့ကြီးရပေါ့နော် vacuole ကနောက် Golgi apparatus လို့ခေါ်တယ် Golgi complex တွေရတယ်ပေါ့နော်အဲ့ဒါက modifies and transport proteins တွေလုပ်ပေးတယ်နောက်တစ်ခုက smooth နဲ့ rough ER ရှိရပေါ့နော် endoplasmic reticulum အဲ့တော့ smooth ဆိုလို့ရှိရင်သူက lipid တွေလုပ်ပေးတယ် deoxyribonucleic chemicals တွေထုတ်ပေးတယ်နောက်ဒီ rough ER ကျတော့ ribosome ပါတယ် proteinတွေကို transport လုပ်ပေးရပေါ့နော် okay ဒီမှာ nucleus ရှိတယ် nucleus က control cell activity nucleus ထဲမှာ nucleus ဆိုတဲ့ကောင်လေးရှိမယ်အဲ့ဒါလေးကကျတော့ ribosomes တွေလုပ်ပေးပါတယ်ဆိုတော့ cell ထဲမှာဒီ example 3ခုရှိတယ်ပေါ့နော် Rehair cell ဆိုလို့ရှိရင်ဒီလိုကောင်းလေးဖြစ်နေမယ်ဆိုတော့သူကအဓိက function က absorption of minerals နဲ့ waters တွေပေါ့နော်ဆိုတော့သူရဲ့function structure ကိုတွားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလို့အရှိထွက်နေတဲ့ကောင်းလေးရှိပေါ့နော်အဲ့တော့ဒီ long extension က surface area မြင့်နေတဲ့ကြောင့်မို့ diffusion နဲ့ anti-transfer ကိုပို့ပြီးတော့လုပ်လို့ရတယ်ဒီမှာ thin cell wall ရှိတယ် thin cell wall ဆိုတော့ shorter diffusion distance ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ diffuse လုပ်ရတာပိုလွယ်တယ်နောက် mitochondria တွေအများကြီးရှိတယ် mitochondria ဒီအဆက်ဆက်လေးတွေပေါ့နော်ဒီအကြီးကကျတော့ nucleus ဘက်ပြ mitochondria လေးအဲ့ဒီ mitochondria လေးတွေက active transport active transport ကဘာလို့လိုရလဲဆိုရင်အပြင်မှာရှိနေတဲ့ဒီ nutrients ကျန်တဲ့ကောင်လေးတွေကို absorb လုပ်ဖို့အတွက် active transport လိုရပေါ့နော်အဲ့ကနေ mitochondria နဲ့လုပ်ပေးတယ်နောက် large vacuole ရှိတဲ့အတွက်ကြောင့် water potential for osmosis နဲ့ water တွေ absorb လုပ်လို့ရတယ်နောက် epithelial cells ဆို ciliated cells ပေါ့သူကပမာရှိတယ်ဆို bronchi တို့ trachea တို့မှာရှိတဲ့ကောင်လေးပေါ့နော်ဆိုရင်သူကကျတော့အဓိကဒီ protection ပေါ့မှာဒီ dust particles တွေပါလာပြီဆိုလို့ရှိရင်ထုတ်ပေးလို့ရအောင်လို့ပေါ့နော်ဆိုတော့သူစီမှာ cilia လေးတွေပါတယ်အဲ့ဒါက sub particles ဒီအရှိန်နောက်ရွှေ့ပေးတယ်
then cell surface ရော diffusion ပိုဖြစ်အောင်လုပ်ပေးတယ်ပေါ့နော်နောက်တစ်ခုက xylem versus cells တွေကဒီ condension support ပေါ့နော်အဓိကဒီရေတွေပါဖြစ်ရမှာဆိုတဲ့အတွက်ကြောင့်မို့သူ့ရဲ့ဒီအလယ်မှာ cytoplasm မထားဘဲနဲ့ hollow အပေါက်ကြီးထားရတယ်ပေါ့အဲ့ဒါကြောင့်မို့ရေဖြစ်ရတာပိုလွယ်သွားတယ်နောက်တစ်ခု lignify wall ဆိုဒီလိုမာတဲ့ဒီ cell wall ထားရတဲ့အတွက်ကြောင့်မို့ strong ဖြစ်တဲ့ collapse တွေကျိုးသွားတယ်ဘာမှမရှိတော့ဘူးနော် long tubes end to end ဆိုတာဒီ long tube ဖြစ်တဲ့အတွက်ကြောင့်မို့ water flow ပို့ပြီးတော့အေးဆေးသွားလို့ရတယ်ပေါ့နော် red blood cells က oxygen transport လုပ်ပေးတယ်နောက်သူ့ပုံလေးမှာလည်း biconcave shape လေးရှိတဲ့အတွက်ကြောင့်မို့ surface area ပိုများတယ်ဒီအလေအချလေးပေါ့နော်နောက်တစ်ခုက nucleus မပေါဆိုတော့ hemoglobin တွေပို့ပြီးတော့နေရာရတယ်အဲ့ဒါကြောင့်မို့ oxygen ပို့တယ်လို့ရတယ်ပေါ့နော် thin membrane ကြတော့ diffusion ပို့ပြီးတော့ဒီ distance ပို short သွားတယ်အဲ့အတွက်ကြောင့်မို့သူဒီ diffusion ပိုဖြစ်နိုင်တယ် flexible ကြတော့သူက squeeze လုပ်လို့ရတယ် capillary က cell wall ကဒီလိုတိတိလေးဖြစ်တဲ့အတွက်ကြောင့်မို့ကြားထဲမှာဖြစ်သွားလို့ရှိရင်ပို့ပြီးတော့ဖြစ်သွားလို့ရအောင်လုပ်ပေးထားရပေါ့နော်muscles အနေနဲ့၃မျိုးရှိတယ် voluntary involuntary နဲ့ cardiac muscles ၃မျိုးရှိပါတယ် voluntary muscles မှာဆိုလို့ရှိရင် striated attached to bone ပေါ့နော်သူဒီလိုမျိုးအဖြတ်လေးတွေအများကြီးနဲ့ဒီလိုကြားထဲမှာဆက်ထားတယ်နောက်တစ်ခုက bone နဲ့ attach လုပ်ထားတယ် multinucleated ဆိုတာဒီလိုမျိုးတစ်ခုမှnucleus တွေအများကြီးရှိရပေါ့နော်အဲ့လိုမျိုး fibers နဲ့ rapid contraction ဆိုတာအဲ့လို contraction မြန်လေးလုပ်နိုင်တဲ့ကောင်မျိုးဖြစ်တယ်ပေါ့နော် involuntary muscles ကြတော့သူက unstriated ဒီလိုမျိုးဖြတ်ထားတာကြီးမရှိဘူး cell ဒီတစ်ခုတည်းဆိုတစ်ခုပဲထားတာရေနောက်တစ်ခုက spindle shape မှာ single fibers လေးနဲ့ single nucleus ကလည်းတစ်ခုတည်းရှိရပေါ့နော်သူကပြီးတော့ဒီကသူ့ရဲ့ fashion ကကြတော့ contract ကိုမှ slowly contract လုပ်ပြရရှိရ cardiac muscles ကြတော့သူက involuntary အဲ့တော့ striated လို့ပါထားတယ် multinucleated လည်းပါတယ်ပေါ့နော်သူ contract for life ဆိုတော့သူကမှမရက်သွားဘူးတော့ရှောက်သွားဒီမွေးထိကအလုပ်လုပ်နေရတဲ့ cardiac muscle မျိုးပေါ့နော်ဆိုတော့ cell ထဲမှာဆိုလို့ရှိရင်အခုဒီ cell ထဲမှာ nucleus ရှိရယ် nucleus တွေက chromosome ရှိမယ်ပေါ့နော်ဒီ chromosome ကိုဖြန့်ကြည့်လိုက်မယ်ဆိုရင်အခုဒီမှာရှိနေတဲ့ genes လေးတွေထက်ရှိရယ် okay ဆိုတော့ဒီ chromosome ကိုဒီလိုမျိုးshape လေးပြင်သွင်းရအောင်ပတ်ထားတဲ့ကောင်လေးက histone proteins လို့ခေါ်ရပေါ့နော်ဒီ histone proteins လေးတွေနဲ့ပေါင်းပြီးတော့ဒီလို shape လေးနဲ့ပတ်ထားရယ်နောက်သူ့ရဲ့ shape ကိုလည်း double helix structure လို့ခေါ်ရပေါ့နော်အဲ့ DNA ကိုအရှေ့ကောက်က deoxyribonucleic acid လို့ခေါ်တယ်အခုဒီ genes လေးတွေကကြတော့ made of nucleotide လေးတွေနဲ့အများကြီးစုပြီးတော့ပေါင်းထားပြီးလုပ်ထားတယ် nucleotide ကဘာပါလဲဆိုရင်ဒီနေ့မှာ phosphate ဆိုတဲ့ဟာလေးရယ် deoxyribose ရယ် base ရယ်ပါတယ် base မှာ၄မျိုးရှိတယ်အခု DNA ထဲမှာဆို၄မျိုးရှိရပေါ့နော် A ရယ် T ရယ် G ရယ် C ရယ်ဆိုရင် T နဲ့ပေါင်းတယ် G ဆိုရင် C နဲ့ပေါင်းတယ်အဲ့ဒါကို base pairing rule လို့ခေါ်ရပေါ့နော်အဲ့တော့ human cell မှာဆိုလို့ရှိရင်သူက2မျိုးရှိရယ်46ရယ်323ရယ်46 chromosome ကို diploid cell လို့ခေါ်တယ်အများစုအကုန်လုံးဒီပါ46ပဲနှစ်ခုပဲချင်းချက်က gametes ပေါ့နော် gametes ကကြတော့ဒီ cell လို့ခေါ်လို့ရတယ် arm ရယ် egg cells တွေကလွဲလို့ပေါ့နော်အဲ sperm egg cells တွေက23 chromosome ပဲရှိတယ်သူတွေက haploid cells တွေဖြစ်တယ်ပေါ့နော်အဲ cell division မှာဘာဖြစ်လို့ cells တွေက divide လုပ်တာလဲပေါ့အဲသူစီမှာအချက်၄ချက်ရှိတယ် growth အတွက်ရယ် repair and replace လုပ်ဖို့အတွက်ရယ်နောက် reproduction လုပ်ဖို့အတွက်ပေါ့ဆိုတော့ reproduction မှာ2မျိုးရှိတယ် mitosis နဲ့ meiosis ပေါ့နော် mitosis က asexual meiosis က sexual ဖြစ်တယ်ပေါ့နော်အဲသူရဲ့ step တွေကြည့်မယ်ဆိုရင်ဒါ parent cells ဖြစ်မယ် parent cells မှာ meiosis ကသူကဒီ gametes ဆိုတဲ့အတွက်ကြောင့်မို့23 chromosome ပဲရှိပြီးတော့ဟိုဘက်က mitosis 46 chromosome ဆရှိမယ်ပေါ့နော်အဲ့ရနေပြီးတော့ပထမဆုံး cell မပွားခင် cell DNA replication ဆိုတာဖြစ်တယ်ပေါ့နော် DNA နှစ်ခုပွားတာအဲ့လိုမျိုး duplicate ဖြစ်ပြီးသွားပြီဆိုတော့မှတစ်ခါထပ်ပွားတယ်ပွားတဲ့အချိန်မှာ mitosis က2ကောင်ပွားတယ်အဲ့2ကောင်လုံးကလည်း 100% identical ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်မှာ meiosis ကြတော့2ခါပွားတယ်ပွားတဲ့ကောင်ကလည်းမဖြစ်သေးဘူးဒါပေမဲ့နောက်တစ်ခါထပ်ပွားတယ် device နောက်တစ်ခါထပ်လုပ်တယ်ထပ်လုပ်ပြီးတော့4ကောင်ရတယ်အဲ့4ကောင်လုံးကလည်း identical မဖြစ်ဘူးmitosis နဲ့ meiosis square ချက်မှာ mitosis က diploid chromosomes တွေမှာလုပ်တယ်။နောက်သူကအဓိက functionက growth and repair မှာအဓိကလုပ်ပေးတယ်။ division ကတစ်ခါပဲဖြစ်တယ်။ total cells နှစ်ခုရတယ်သူတို့တွေက identical ဖြစ်တယ်။ meiosis မှာက haploid chromosomes တွေလုပ်ပေးတယ်။သူကအဓိကဒီ gametes တွေgametes တွေထဲမှာပါမယ် sperm ပါမယ် egg cell ပါမယ်ပေါ့နော်။ right so division ကနှစ်ခါဖြစ်တယ် total cell က4ခုထွက်လာမယ် identical မဖြစ်ကြဘူး။ဆိုတော့ cell cycle ထဲမှာဒီ mitosis ရဲ့ stage တွေရှိရဲသူ့ကို PMAT လို့ခေါ်လို့ရတယ်ပေါ့နော် PMAT ဆိုပြီးတော့သူက PMAT လို့ခေါ်လို့ရတယ်အဲ့ဒါမတိုင်ခင် interface တွေတခုဖြစ်တယ်အဲ့ဒါကတော့ဒါမမှတ်လေးရတယ်ပေါ့နော်အဲ့တော့ဒီ interface မှာဆိုလို့ရှိရင်အဓိကဒီ nucleus ထဲမှာ chromatin က duplicate အရင်စဖြစ်တယ်ဒီ chromosome ရဲ့ chromatin လေးကအရင် duplicate ဖြစ်တယ် cells တွေ growth ဖြစ်တယ် energy ကိုပိုပြီး storage လုပ်ထားတယ် organelles တွေထဲမှာပါတဲ့ mitochondria တွေပါအကုန်လုံးကိုလည်း duplicate လုပ်လိုက်တယ် DNA လည်း replicate ဖြစ်တယ်ပေါ့နော်
DNA replication နဲ့ chromatin တွေ disperse ဖြစ်သွားတယ်အဲ့ဒါကိုပထမဆုံး interphase ကိုခေါ်လိုက်တယ်ဒါပေမဲ့အခုဒီ main stage တွေက femur ကအခုမှလာမှာပေါ့နော်ပြီး prophase လို့ခေါ်တယ် prophase ကိုအကြမ်းအဖြစ် prepare လုပ်မှတ်လို့ရတယ်ဆိုတော့အခုဒီမှာဆိုရင် chromosomes လေးတွေကအခုဒီမှာပြထားရပေါ့နော် normal အဖြစ်တော့ဒီမှာဒီမနေ့ချောင်းရှိမလဲဆိုရင်46ကြောင်းရှိမယ်ပေါ့နော်အဲ့ဒီကောင်လေးက chromosomes တွေကပို့ပြီးတော့မြင်ရလာအောင် visible ပို့ဖြစ်လာတယ်နောက် nuclear membrane ဒီ membrane ကြီးက breakdown စဖြစ်လာတယ်နောက် spindle fiber ဆွဲတွေကအမြင်လေးတွေစပြီးတော့ပို့လာတယ်ပေါ့အဲ့ဒါဒီ prophase ကအရေးကြီးရပေါ့နော်နောက်ပြီးတော့ metaphase ကို middle လို့မှတ်လို့ရတယ်ဆိုတော့ဒီ chromosomes လေးတွေက line up in the middle အလယ်မှာသူက line up လုပ်လိုက်တယ်ဘယ်လို line up လုပ်လဲဆိုတော့ spindle muscles လေးတွေကရွှေ့ပြီးတော့သူတို့ control လုပ်ပြီးဒီအလယ်ကို line up လုပ်စီရပေါ့နော်သူ equator ကို line up လုပ်တယ်လို့ပြောလို့ရတယ်ဒီအလယ်တက်မှာဖြစ်သွားတယ်နောက် spindle fibers တွေက attach and each to the chromatic at the centrioles ဆိုတဲ့ဒီ centrioles ဆိုတဲ့ဒီ chromosome ရဲ့အလယ်ကောင်နဲ့တွားပြီးတော့ချိတ်ထားတယ်ပေါ့နော်နောက်တစ်ခုက interphase က apart ဖြစ်တာဆိုတော့ဒီ chromosome ကဒီလိုရှိနေတဲ့အချိန်မှာဒီတစ်ဖက်တစ်ခုစီအဲ့လိုခွဲပြီးတော့ယူလိုက်တာမျိုးပေါ့နော်အဲ့ဒီ sister chromatic တွေက pull up ဖြစ်သွားတယ်ဆိုတော့ chromosome က46လုံးရှိဆိုတော့ဒီဘက်မှာ23ဒီဘက်မှာ23ခုအဲ့လိုဆွဲယူလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားမယ်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီ opposite side တွေကိုရွေးသွားမယ်ပေါ့နော်နောက်ဆုံး distance အနေနဲ့ telophase လို့ခေါ်တယ်အဲ့ဒါက2အနေနဲ့ပေါင်းပြီးတော့ထုတ်လိုက်တာမျိုးပေါ့နော်အဲ့ chromatics တွေကပြောင်းသွားပြီဆိုလို့ရှိရင်သူတို့ opposite poles တွေကိုဆွဲသွားမယ် nuclear membrane တစ်ခုစီအတွက်ကို form ဖြစ်သွားမယ် nuclear membrane နှစ်ခုစဖြစ်လာမယ် chromosomes တွေက chromatin စီပြန်ကတ်သွားပြီးတော့ဒီအလယ်မှာစပြီး pinch ဖြစ်သွားမယ်ပေါ့နော်နောက်ဆုံးအဆင့်က cytokinesis လို့ခေါ်တယ်ဒီထဲမှာတော့မမှတ်လေရတယ်သူရဲ့အဆင့်ကဘာလို့ပြရလဲဆိုတော့ cytoplasms ကိုလုံးဝ end ဖြစ်တဲ့အထိကိုဖြတ်လိုက်ပြီးရယ်နောက် identical daughter cells နှစ်ခုပြီးလောက်ဆုံးရသွားပြီးအထိကို form လုပ်ပြီးရယ်ပေါ့နော်ဆိုတော့ meiosis ကြတော့ဒီ femur ကနှစ်ခါဖြစ်တယ်ပေါ့နော်အဲ့ဒီပထမဆုံးဆင့်မှာတော့ interphase ကအပေါ်ကနေတူတူပဲ cells growth ဖြစ်တယ် energy storage ဖြစ်တယ် duplicate organelles တွေ duplicate ဖြစ်တယ် DNA replication ဖြစ်တယ် chromatin disperse ဖြစ်တယ်ဒါပေမဲ့ prophase က femur 1နဲ့ femur 2နှစ်ခါဖြစ်သွားတယ်ဒီအပေါ်ကကြတော့ sister chromatic chromosome တစ်ခုကိုနှစ်ပိုင်းပိုင်းတာဒါဒီ separate sister chromatic right အဲ့ဒီမှာကဒုတိယအဆင့် femur 2မှာအဲ့ဒါဖြစ်မှာဒါပေမဲ့ femur 1မှာဘာစဖြစ်သွားလဲဆိုတော့သူ addition နဲ့အနေနဲ့ homologous chromosomes တွေကို separate လုပ်လိုက်တာ right ဆိုတော့အခုဒီလိုနှစ်ချောင်းရှိရဆိုရင်ဒီလိုတစ်ချောင်းစီအဲ့လိုခွဲလိုက်မှာပေါ့နော်အဲ့ဒီ chromosome ဒီတစ်ခုတည်းကိုတော့ခွဲမှာအဲ့တော့ prophase က prepare ပေါ့နော်သူ့စီမှာဘာပိုပါလဲဆိုတော့သူ့ကိုဘာလို့ခေါ်လိုက်လို့ရလဲဆိုတော့ဒီ state မှာဖြစ်သွားတာဒီ crossing over ထပ်ဖြစ်သွားတယ်ဆိုတော့ crossing over ဆိုဒီမှာဒီလိုနှစ်ချောင်းရှိမယ်ပေါ့အဲ့ကနေဒီတစ်ဝက်ကဒီကိုရောက်သွားမယ်ဒီနားတစ်ဝက်ကဒီကိုရောက်လာမယ်အဲ့လိုမျိုး crossing over စဖြစ်တာပေါ့နော်အဲ့ preface က preparation phase chromatin တွေက chromosomes အနေနဲ့ပြောင်းသွားမယ် homologous chromosomes တွေ pair up ဖြစ်မယ် crossing over စဖြစ်မယ် mix စဖြစ်မယ်ပေါ့နော်အဲ့တော့ပေါင်းပြီးတော့စဖြစ်မယ်နောက် new genetic combination တွေ form ဖြစ်မယ် nuclear membrane breakdown ဖြစ်မယ် spindle muscles တွေ form ဖြစ်မယ်spindles တွေ form ဖြစ်မယ်ပေါ့နော် fibers တွေနောက် metaphase middle ကကြတော့ဒီအခုဒီခွဲထားတဲ့ကောင်လေး chromatins တွေက middle equator ကိုရောက်လာမယ်ရောက်လာတဲ့ equator ကနေ random arrangement လေးတွေနဲ့ spindle fibers တွေက attached to each other chromosomes တွေ pairs ဖြစ်မယ်ပေါ့ interphase က apart phase ပေါ့နော်အဲ့ဒီ chromosome လေးတွေ sister chromatids တွေကဒီဘက်လေးတွေမှာ attach ဖြစ်ပြီးတော့ chromosome တွေ separate ဖြစ်သွားမယ်sister chromatic ကတော့ sorry အမှ remain ပဲဖြစ်နေရော sister chromatic remain ဖြစ်တယ်ဆိုတာကခုနပထမဆင့်မှာဒီလိုခွဲတာအခုကဒီလိုခွဲတာ right မတူဘူးပေါ့နော်ဆိုတော့အခုဒီမှာ telophase ကနှစ်ခုဖြစ်သွားမယ် chromosomes တွေက opposite side တွေဖြစ်သွားမယ် opposite side တွေ poles တွေရောက်သွားမယ် nuclear membrane reform ဖြစ်မယ် two haploid cells form ဖြစ်မယ် cytokinesis ဖြစ်မယ် cytokinesis ကခုနဒီနောက်ဆုံးမှာပြောခဲ့တဲ့ဒီကောင်လေးအဲ့ဒါအရင်ဖြစ်မယ်ဖြစ်ပြီးသွားပြီဆိုမှ femur 2ပြန်လာတယ်2ကဘယ်ကနေပြန်စလဲဆိုဒီမှာအပေါ်ဆုံးမှာပြောခဲ့ prophase right mitosis မှာပြောခဲ့ prophase metaphase anaphase telophase ပြန်ဖြစ်တယ်အဲ့ဒါကြီးကိုပြန်ဖြစ်ပြီးတော့မှ cytokinesis ထပ်ဖြစ်တယ်ပြီးသွားပြီဆိုရင် four haploid cells ၄လုံးဖြစ်သွားမယ်ခုက right နှလုံးကနေနောက်ထပ်နှလုံးကိုထပ်ပြီးတော့လုပ်တဲ့အတွက်ကြောင့်မို့၄လုံးနောက်ဆုံးဖြစ်သွားမယ်ပေါ့ Okay, so stem cells they got undifferentiated cells. Now can divide many times. Differentiate လို့ရတယ် divide လည်း many times လို့ရတယ်သူက specialized cells တစ်ခုစီကိုလည်းလုပ်ပြီးတယ် create and repel နဲ့ replacement လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ fashion ဒီကလုပ်ပြီးရပေါ့ specialized cells ကြတော့သူက structure ကိုဒီတစ်ခုရဲ့အတွက်ဒီကပဲလုပ်ပေးပါဆိုအဲ့ဒီတစ်ခုပဲလုပ်ပေးရပါတော့ဆိုတော့ special structure ကို specific fashion အတွက်ထုတ်ထားတာဖြစ်ပြီးတော့ special organelles တွေသူမှာပါတယ်နောက် one major job ပဲလုပ်ပေးရပေါ့နော်သူက stem cells ပြန်လာလို့မရတော့အဲ့ stem cells က general specialized ကဒီတစ်ခုပဲလုပ်ဆိုတစ်ခုပဲ
လုပ်လို့ရတယ်ပေါ့ stem cells ကနေကြိုက်တဲ့ specialized cell သွားလို့ရပါမယ် specialized ကနေ stem cell ပြန်လာလို့မရဘူးပေါ့နော် stem cell မှာနှစ်ခုရှိတယ် embryonic stem cells နဲ့ adult stem cells ဆိုပြီးတော့ embryonic ကကြတော့ကြိုက်တဲ့ cells လုပ်လို့ရတယ်ဟိုက်ပြီးတော့ potential ပိုများတယ်ပေါ့နော်ဖြစ်နိုင်မှုအတွက်နောက်တစ်ခါ pluripotent ဆိုတာကဘယ်အောင်ဆိုဖြစ်နိုင်လဲဆိုတဲ့ပုံစံမျိုးပြောတာ muscle cells liver cells nerve cells ကြိုက်တာဖြစ်လို့ရတယ် adult stem cell ကြတော့ divide လုပ်လို့ရတယ်ဒီကဒီ damage tissues တွေကိုပြန်ပြီးတော့လုပ်ပေးလို့ရတယ်ဒါပေမဲ့ limited ဖြစ်တယ်ပေါ့နော်သူက multipotent ဆိုတာက several but limited နည်းနည်းအနည်းငယ်များတော့များတယ်ဒါပေမဲ့ limited လောက်ထားတယ်ပေါ့နော်ဒါ bone marrow ဆိုလို့ရှိရင် bone marrow ကနေ red blood cells white blood cells platelet တွေတွားလို့ရတယ်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့ liver cells တို့ဘာတွေထပ်ထုတ်လို့မရဘူးပေါ့နော်အဲ stem cells treatment တွေမှာသူဒီ stem cells နဲ့ဘယ်လိုမျိုးကုသလဲဆိုတာပေါ့နော် stem cell therapy လို့ခေါ်တယ်ပထမဆုံး bone marrow transplant ဆိုတော့ bone marrow မှာကိုကအခုဒီအယိုးကျိုးတာတို့ဘာတို့မကောင်းတော့ဘူးတို့ blood cancer တို့ဒီ leukemia lymphoma ရဲ့နောက်တစ်ခုက blood disorder တွေစဖြစ်ပြီဆိုရင်ဘယ်လိုစ treatment လုပ်ရလဲဆိုတော့အခုဒီဖြစ်နေတဲ့လူတယောက် patient ရဲ့ bone marrow ကိုကျွန်တော်တို့ radiotherapy စီသွားလိုက်မယ်ဆိုတော့ radiotherapy စီသွားပြီးတော့ radiotherapy နဲ့ဒီကောင်ရှိနေတဲ့ bone marrow ကိုသွားပြီးတော့ destroy ရင်စလုပ်မယ် destroy လုပ်ပြီးသွားပြီဆိုတော့မှဒီ donor ပေါ့နော်ဒါကိုပေးနိုင်တဲ့ donor တယောက်ရဲ့ bone marrow ကိုယူမယ်အဲ့ bone marrow ရဲ့ stem cells တခုကိုသွားယူမယ်အဲ့ stem cell adopt stem cells ယူပြီးသွားပြီဆိုလို့ရှိရင်တော့ transplant လုပ်လိုက်မယ်ခနာကိုယ်ရဲ့ skin ဆိုတော့ခုမှ burn patients ပေါ့နော် severe burns တွေထိထားတဲ့သူတွေ skin loss ဖြစ်သွားတဲ့သူတွေအတွက်ကြောင့်မို့ treatment ကဘယ်လိုလုပ်လဲဆိုရင်ဒီ patients ကကြတော့ဒီ patients ရဲ့ stem cell ယူလိုက်မယ်အဲ့ patient ရဲ့ stem cells ကိုယူပြီးတော့ဒီ lab ထဲမှာထည့်ရမယ်နောက်ပြီးတော့သူ့ကိုအဲ့မှာဒီရိုးရိုးပေါ့နော်ဒါကောင်းနေတဲ့ stem cells ပေါ့နော်အဲ့ဟာကိုယူပြီးတော့ lab ထဲမှာထည့်ပြီးတော့မှအဲ့ lab ထဲကနေပြန်ပြီးပွားလို့ရတဲ့ကောင်တွေထည့်ပြီးတော့ဒီ burn area အခုဒီလောင်သွားတဲ့နေရာတွေမျက်နှာတွေလောင်သွားတာဘာညာအဲ့နေရာတွေသွားပြန်ပြီးတော့ stem cell ထည့်လိုက်ပြီးဆိုရင်ဒါအကောင့်အနေနဲ့အများစုပြန်ဖြစ်နိုင်တယ်ပေါ့နော် cornea replace ဆိုတော့ဒီ eye ထဲကဒီ cornea damage တွေဖြစ်သွားပြီဆိုလို့ရှိရင်ကန်းနိုင်မျက်စိကန်းနိုင်တယ်နောက်တစ်ခုက chemical injuries တွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင် treatment အနေနဲ့ဘယ်လိုလုပ်လိုက်လဲဆိုတော့ကိုယ်စီရပဲဒီ stem cells ယူပြီးတော့ဒီဟိုထဲမှာဆိုရင်ဒီ lab ထဲမှာregenerate လုပ်လို့ရတယ်အဲ့ဒီကောင်တွေထဲမှာပြန်ထည့်ပြီးတော့ damage cornea ကိုအဲ့ဒီကောင်လေးပြန်ထည့်ပြီးတော့ eyesight ကိုပြန်ပြီး restore လုပ်လို့ရပါတယ်ဆိုတော့ဒီမှာလေဒိုနာအများစုကဖြစ်နိုင်မသုံးဘာဖြစ်လဲဆိုတော့ဒိုနာပါသုံးလိုက်ပြီဆိုရင်ခဏကိုက reject လုပ်နိုင်တာရှိနိုင်တယ်ပေါ့နော် reject ဒါမှမဟုတ် infection ဝင်နိုင်တယ်အဲ့ဒါကြောင့်မို့ကိုယ်စီရပဲပြန်ပြီးတော့ကောင်းတဲ့ cells နဲ့အစားသွင်းလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ်စီရပဲပိုသွင်းလေးရှိရပေါ့နော်ဒိုနာစီကသုံးလေးသိမရှိဘူး diabetes က type 1မှာရတယ် type 1ကဘာဖြစ်တာလဲဆိုတော့ type 2ကသက်ရှိသေးတယ်ပေါ့နော် type 1ကအဓိကဘာဖြစ်နေရလဲဆိုတော့ pancreatic cells တွေက destroy ဖြစ်နေတာအများကြီးထုတ်နိုင်ပေါ့နော်အဲ့ treatment အနေနဲ့ကဘာလုပ်လို့ရလဲဆိုတော့ turn stem cells into beta cells that produce insulin ကိုထုတ်နိုင်တဲ့ beta cells တွေထည့်လိုက်မယ် right stem cells ကို beta cells အနေနဲ့ပြောင်းလိုက်မယ်ပြောင်းပြီးတော့ insulin ထုတ်နိုင်တဲ့ beta cells အနေနဲ့ပြောင်းလိုက်မယ်အဲ့တော့ပြောရင် pancreatic cells နဲ့ replace လုပ်လိုက်ပြီးဆိုဒီကောင်ထွက်နိုင်သွားပြီ Parkinson's ယောဂါတွေကြတော့ nerve cells တွေ brain မှာ damage ဖြစ်နေတာဒါတိုင်းဖြစ်တာဘူးပေါ့နော်ဆိုတော့ treatment အနေနဲ့ stem cells ကိုယူမယ်အခုဒီ dopamine ထုတ်နိုင်တဲ့ neurons အနေနဲ့ပြောင်းလိုက်မယ်the stem cells ကကြိုက်တာပြောင်းလို့ရတယ်ဆိုတော့အဲ့မှာ damage ဖြစ်နေတဲ့ brain cells ကို replace ပြန်လုပ်မယ် spinal cord injuries ကြတော့လှုပ်ရှားလို့မရအောင် spinal cord က brain ကို electrical ဟွာတွေတော့ပို့ရမှာမလားအဲ့ဒါကြောင့်မို့ nerve pathway ကို damage မဖြစ်အောင်လို့ဘယ်လိုပြန်လုပ်လို့ရလဲဆိုရင်အခုဒီ spinal cord ထဲမှာstem cells အကောင့်တွေသွားထည့်မယ်နောက် neurons တွေကို form လုပ်နိုင်တဲ့ stem cells တွေထည့်ပြီးတော့ပြန် form လုပ်မယ်ပေါ့နော် risk သူ့မှာဖြစ်နိုင်တဲ့ပြဿနာဒီလောက်အရင်ကောင်းနေလို့လည်းမရဘူးဒီဘက်မှာ downside ရှိအောင်ပဲပေါ့နော်ဆိုတော့ risk အနေနဲ့ကျူမာဖြစ်နိုင်တယ် stem cells တွေက divide rapidly အရင်မြန်နေပေါ့နော်ဒီ cell division အရင်ဖြစ်သွားပြီဆိုလို့ရှိရင် uncontrollably ဖြစ်သွားပြီဆိုရင်ထိန်းနိုင်လို့မရတော့ဘူးဆိုရင် cancer စဖြစ်ပြီအဲ့တော့ tumor က brain tumor lens tumor အများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့မှာ immune rejection နဲ့ infection အများနဲ့ပြောလို့ရှိတယ် immune rejection ဆိုတာကအခုဒီ donor စီရယူလိုက်ပြီဆိုရင်အဲ့ donor စီရကောင်ကိုခန္ဓာကိုယ်ကကြတော့အသစ်အဆန်းဆိုရင်ဒါ bacteria တွေဘာတွေဝင်လာရင်လည်းဒါသူ့ကို against လုပ်ပြီးတော့လိုက်တက်ကြတယ်အဲ့လိုမျိုးပဲဒီ donor စီရကောင်လည်းသူ rejection အနေနဲ့ပြန်ပြီးတော့ immune ကလုပ်မှာဆိုတဲ့အတွက်ကြောင့်မို့ inflammation တွေဝင်နိုင်တယ် fever တွေဝင်နိုင်တယ်ခါလေးကြောက်လို့ရှိရင်စိုးဆုံးအဖြစ် organ failure တွေဖြစ်နိုင်တယ် organ တွေဆက်လို့မလုပ်တော့တာဖြစ်နိုင်တယ်ပေါ့နော် infection ကအခု donor စီရယူလာပြီဆိုယူလာတဲ့လမ်းမှာဖြစ်ပါစေ donor စီရပဲဖြစ်ပါစေပါလာနိုင်တဲ့ bacteria တွေ virus တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ contaminated ဆိုတာက
ဒီတစ်ခုတည်းတည်တတ်မနေတာမျိုးမှာပေါင်းဆက်ထားတဲ့ဟာမျိုးတွေပေါ့နော်ကဲကိုမမြင်နိုင်ဘဲနဲ့ပေါင်းလာတာမျိုးတွေရှိနိုင်တယ်နောက်ကို issues ကြတော့သူကတချို့ religious တွေမှာပေါ့နော်အရင် religious ဖြစ်တဲ့သူတွေကအခုဒီ stem cells ကနေပြီးတော့ကိုကအခုဒီထပ်လုပ်လို့ရတဲ့အတွက်ကြောင့်မို့ကိုလူတယောက်ကိုလည်း clone လုပ်တယ်လို့မျိုးပဲပေါ့နော်ကိုကထပ်ပြီးတော့အသစ်တွေခန္ဓာကိုယ်ရရှိတဲ့ကောင်ကနေပြီးတော့ပဲအသစ်တွေထီထွင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီGod ရဲ့ wills ကိုဆန့်ကျင်တာပါလို့ပြောကြတဲ့သူတွေရှိရပေါ့နော်အဲ့တော့တချို့ religious people တွေကြတော့ဒါကိုလုံးဝလက်မခံဘူးဒီလိုလုပ်ချင်အောင်လက်မခံကြတဲ့သူတွေရှိရပေါ့နော်အဲ့တော့အဲ့လို problem issues တွေလည်းရှိနိုင်ပါတယ်